ထီရိုးဖြစ်ပါတယ်တကြပါဘောနော်ကဲသွားမယ်ဒီဟာကိုကြည့်တော့ကိုယ်ထောက်ထားတာမဟုတ်ပါဘူးထောက်ထားလို့ credit ပေးပါတယ်ကဲကျွန်တော်သွားမယ်နော်အဲ့တော့နည်းနည်းလေးကတ်တိုက်မှုရှိပါသူကဒီဘက်ချောင်းကိုရမှာဒီเจ้าနောက်မှာပေါ့ဒီเจ้าနောက်ပြန်မှာဟုတ်တာပေါ့เจ้าနောက်မှာဟိုယာကူစာပန်းအောင်ခိုင်းနေအနာမှာမဒီဟာညတောက်တက်ကကဲသွားမယ်ခဏတော့သူ့တောင်တက်လမ်းအဲ့လောက်လဲရွှေရောက်ချွေပြားနေပါဦးဒါလေးတက်သွားရုံပဲမလေးဒီမှာပါဒီရှိတက်ကိုသွားပြီးတော့ရောက်ပါပြီဒီနားမှာရောက်ပါပြီစနေပေါ့နော်ဒါကြိုက်တဲ့ဝင်ပေါက်ဖြစ်ပါတယ်အပေါ်နတ်တက်ရတယ်ပေါ့လေးရတော့ဘောနော်ရတော့မယ်အော်တစ်ချက်ကြံသေးတယ်ပေါ့နော်တစ်ချက်ကြံသေးတယ်ဟာမြန်တော့တိုင်းမှာတိုက်တယ်နော်ဟိုးမကျတော့တွေ့နေရပါပြီဒီမှာပါဂျိုလေးပါမှာမီးလေးတွေရှိမယ်တချို့ဟာရတော့ထက်မဆောက်ထားပါဘူးနည်းနည်းတော့လူရှင်းပါပေါ့နော်လူရဲကိုပေါက်ထည့်ပါဒီမှာဖျက်ကြလို့ရမယ်ဟိုမှာကြေးစီတွေရှိမယ်ပေါ့နော်ဒီမှာပါဒီမှာကြိုက်သေးစီတော့ရှိပါမယ်ဒီမှာဒါလေးပါဗျအိုင်ဒီလေးပါရင်ကတော့တက်တော့မှာကြိုက်သေးစီရှာလို့ရပါတယ်ဗျဒီမှာပါဟိုအောက်လဲဆင်းလို့ရပါဘောနော်ဒါလေးပါပဲဘိုင်ဘိုင်